ဘိုက်ချက်လို့ပြီးသွားပြီလားမိုင်းနောက်ကြနေတာ ငါးလေးစီတက်တော့ ငါစီမတက်ခင်ပါလေလုပ်ပြီးလေ ဒါကစီမတက်ခင်ငါးလေးကိုပြုတ်ပြီးတော့နှွေထားလိုက်တာငါပြရရဲ့စနေမုံလေးပြုတ်ပြီးနှွေလိုက်တယ်အယိုးတွေပါဖဲကတ်ပြီးတော့ဒါအခုဒါစီတက်တာတရုတ်တီးမုံလေးရဲ့ငင်းချက်မုံလေးရဲ့ဒီမှာကြက်သွန်ရဲ့ငါးရဲ့ဒါပဲပါတယ် ဟုတ်ကဲ့အားရောက်ပါငါးသုံးတာ ဟာဒီမှာလေဒါငရဲရဲ့ငပုံသားလေးရဲ့အဲ့လိုမျိုးဟုတ်ကဲ့ ငါအတုံးသုံးလေးတွေတွေ့တာအဲ့ဒါစီတက်ခဲ့ဒီအတုံးမပြတ်အောင်အဲ့လိုလုပ်ထားတာ စီကိုချောင်းအောင်တက်ပြီးတုံးလေးမပြတ်အောင်အဲ့တိုင်းလေးကြံခဲ့တာ6ပြီးတော့ဟုတ်ခင်းရဘလို့ချက်လဲဆိုပထမဆုံးကလေးပဲဆန်ကိုပြုတ်လိုက်တယ်ကလေးပဲဆန်ပြုတ်တယ်ငါးပြုတ်တယ်ငါးက2မျိုးသုံးတယ်ငရဲရဲ့ငပုံသားရဲ့ပြီးွားရင်အဲ့ငါးကိုမကြည့်အောင်လို့အတုံးလေးပြောင်းခိုင်းလိုက်တယ်ခိုင်းပွားရင်အယိုးကြီးကိုပြုတ်လိုက်တယ်အဲ့ပြုတ်အယိုးကြီးရတဲ့အရည်ရဲ့ပဲရဲ့ကိုရောပြီးတော့ချက်လိုက်တယ်တခြားဆိုင်တွေနဲ့မတူတာတခုကဆန်မလုံးဝမသုံးဘူးရွှေကြည်တန်သုံးပေးထားတယ်ပြီးွားရင်ကြက်သွန်ရဲ့ငါးရဲ့အဲ့တတ်ထားတဲ့စီတက်ကိုအဲ့ထဲကိုလောင်းလိုက်တယ်ဒါပဲရေငါးပြုတ်ထားတဲ့အယိုးကြီးကိုကြိုထားတဲ့အရေကိုလောင်းလိုက်တာမလေးကစိတ်ဝဲစားတယ်ဒါပေမဲ့ဒီငင်းတော့ကျွန်တော်တကယ်ချက်တခုကပါဇက်ထဲမှာရတာတခုဆွဲပြီးတော့အဲ့လိုဒီနဲ့တူနေတယ်ဖြစ်ဒါညီမတို့ရိုးရချက်ဟုတ်တယ်ဟိုဒီငါးရေဒီမှာငါးရေစစ်တုံးလေးအချိုးပဲယူပြီးတော့တုံးတာအချိုးမဟုတ်ကိုတက်နိုင်လို့ရှော့ပြီးတုံးတာ ဩအဲ့ဒါတော့ကျွန်တော်ရေဘူးလို့မခံတာ ဟုတ်တယ်ဒီလိုလိုက်တယ်မှာလေကျွန်တော်